Hello hello ဒီနေ့ပဲသွားရလဲဆိုတော့ဒါကတော့အားလုံးလည်းသိကြပြီးသားဖြစ်မှာပါဒါကတော့ရွှေသားလျောင်းဖျားကြီးကိုသွားထားတာလေးပဲဖြစ်ပါတယ်ရွှေသားလျောင်းဖျားနားမှာဆိုလို့ရှိရင်လေတရားတွေအများကြီးရှိရဲအရင်တော့မသိဘူးအခုမှနည်းနည်းလေးဖျားတွေဘယ်နားမှာဘလို့ရှိရဲဆိုတာသိလာပြီပေါ့နော်ပကူမှနေလာတာလည်းနည်းနည်းလေးလာပိုင်းနည်းနည်းကြာလာပြီဆိုတော့လေရွှေသားလျောင်းကိုသွားရနေဆိုလို့ရှိရင်ညတာလျောင်းကိုလည်းဝင်လို့ရတယ်ဟိုဘက်ကဓမ္မစီတွေကိုလည်းသွားလို့ရတယ်ရွှေကူလေးကိုလည်းသွားလို့ရတယ်အဲ့နားလေးတွေမှာကိုသိန်းကိုတန်းဖျားရလည်းရှိတယ်အဲ့တော့ရွှေသားလျောင်းကိုသွားမယ်ဆိုလို့ရှိရင်ဖျားတွေအများကြီးကိုဆက်ပြီးတော့လည်းသွားလို့ရတယ်ဖျားမှာဆိုလို့ရှိရင်ဈေးတွေကအများကြီးပဲဆိုတော့ဈေးဝယ်ရတာအဆင်ပြေတယ်ပြီးသွားလို့ရှိရင်ကျွဲကောတီးပေါ်တဲ့အချိန်ကိုရီးယားသွားလို့လာတော့မသိဘူးကျွဲကောတီးတဲ့တွေအများကြီးပဲရှိတယ်ပြန်တော့ကိုရီးယားတော့ကြောကောတီးတွေဝယ်လာတယ်ငချင်းတွေဆိုတာလဲအိုးရွေးပါလေရောအများကြီးပဲသေးတယ်တွေမှာအမှငှက်တိုက်မုံလေးတွေလည်းရှိတယ်မုံတွေကတော့အစုံပဲရှိတယ်စားကြတွေလည်းအများကြီးပဲဖះမှာဆိုရင်လည်းနောက်ခက်ကြောဘက်မှာဆိုလို့ရှိရင်ဒီဖះရဲ့တမိုင်းချောင်းနေအဲ့ဒါကိုနယံမှာပကြီးပုံစံမျိုးနဲ့ရေးထားတာပေါ့နော်အဲ့ဒါလည်းအရင်စိတ်ဝင်စားဖို့ကောင်းတယ်နောက်ကြလို့ရှိရင်ထပ်သွားပြီးတော့ဖះရဲ့တမိုင်းချောင်းလေးကိုပြန်ပြီးတော့ပြောပြပေးတဲ့ဟာမျိုးလေးတင်ပေးမယ်အခုကတော့ဖះသမိုင်းချောင်းကိုအရင်မလေ့လာပြဖို့ကိုယ်ချက်သွားတဲ့ပုံစံမျိုးလောက်ပဲရှိရပေါ့နော်နည်းနည်းအချိန်ရလဲအရင်မရတဲ့အခါမျိုးကြတော့နောက်ကြတီးတန့်သွားပြီးတော့ရိုက်မယ်ပြီးသွားလို့ရှိရင်ကိုရီးယားအဲ့ကနေပြန်ရောမြတ်တာလျောင်းဖျားကြီးကိုဝင်နေမြတ်တာလျောင်းဖျားကြီးရတော့အပေါ်မှာအမိုးတို့ဘာလို့မရှိဘူးဒီရွှေတာလျောင်းဖျားကြီးတဲ့မြတ်တာလျောင်းဖျားကြီးကပို့ပြီးတော့ကြီးတယ်ဟိုဘက်မှာစိန်တာလျောင်းဖျားရှိရဲတဲ့ဒါပေမဲ့ကိုရီးယားအဲ့ဒီကိုမရောက်ဘူးသေးဘူးနောက်ရက်တွေကျမှတငယ်ချင်းတွေဆိုပြီးတော့သွားရမယ်ဒီနေ့လဲတငယ်ချင်းတွေဆိုပြီးတော့မုံစားမယ်ဆိုပြီးထွက်လာရင်လည်းရွှေသားလျောင်းဖျားကိုရောက်လာတာပြီးတော့ဘယ်ကိုရောက်ခဲ့လဲဆိုတော့ဓမ္မကြီးဖျားကိုပါသွားခဲ့သေးတယ်ဓမ္မကြီးဖျားကိုရိုက်ထားတာလေးကိုလည်းနောက်နေ့ကြလို့ရှိရင်တင်ပေးပါမယ်ဖျားရဲ့လေဒီဘက်ခေါင်းရင်းဘက်မှာဆိုလို့ရှိရင်ထိုင်ပြီးတော့စားဝိုင်းတောက်ဝိုင်းနေပါလေလုပ်လို့မရဘူးပေါ့နော်ဒါကလည်းမလုပ်သင့်ပါဘူးဒါကတော့ထိုင်းစာအုပ်လေးကိုသဘောကျလို့ဖះရှိခိုးတဲ့စာအုပ်လေးလို့ထင်တယ်ဖះစင်ပေါ်မှာတွေ့လို့အဲ့ဒါလေးကိုထိုင်းစာလေးတစ်လုံးနှလုံးသိတော့အဲ့ဒါလေးကိုဖတ်ကြည့်ရအမှပသိမ်ထီးတွေကလည်းအများကြီးပဲဓာတ်ပုံရိုက်လို့အရန်ကောင်းတယ်ဓာတ်ပုံရိုက်ပေးမဲ့လူတွေလည်းအများကြီးပဲရှိတယ်လှတယ်ဓာတ်ပုံရိုက်ကြတာအကြိုက်ဆုံးကတော့ဒီလိုရုပ်သေးလေးအရန်ကြိုက်တယ်ချစ်စရာလေးကိုကတော့ဓာတ်ပုံသွားရိုက်တာမဟုတ်ဘူးတငယ်ချင်းတွေရိုက်တာပဲရှိတယ်လူကိုပြောတာပါအဲ့ဒီမှာပသိမ်ထီးလေးတွေနဲ့အဲ့အယုတ်ကလေးနဲ့ရိုက်တာအရင်စိတ်ဝင်စားဖို့ကောင်းတယ်လူတွေလည်းအများကြီးပဲပိတ်ရက်လည်းဖြစ်တော့လေကိုရီးယားလည်းပိတ်ရက်ပဲသွားဖြစ်တယ်တခြားသူတွေကြတော့လည်းပိတ်ရက်ပဲလာတယ်ဆိုတော့ဖះမှာလူနေရှုပ်တာပေါ့နော်ဒါပေမဲ့ပြောစရာအရင်ကောင်းပါတယ်ကလေးတွေအများကြီးပဲတွေ့ရတော့ပြီးတော့ဘယ်လိုလဲဆိုတော့ဘောနော်ဟိုးဘန်နာလေးမှာအဲ့ဒါရဲ့ဟိုဘက်မှာဈေးလေးလည်းရှိသေးတယ်ဒါပါပဲရှင်တတာ